ကမ်ဘောဒီးယားနိုင်ငံရဲ့အမောင်ဘက်ခြမ်းအရှိတောင်အာရှဒေသနိုင်ငံတွင်းမှာလောင်ကစားကုမ္ပဏီတွေများပြားလာတာနဲ့အမျှစီးပွားရေးလုပ်ငန်းရှင်များကလည်းလောင်ကစားအတွက်ယင်းနှိမ့်မြှုပ်နှံမှုတွေပြုလုပ်လာကြပါသည်။လောင်ကစားနေပေကျေပြန့်လာတာနဲ့အမျှတိုင်းပြည်တစ်ပြည်လုံးမှာရှိတဲ့ပြည်သူပြည်သားတွေကပါလောင်ကစားဆိုတာနဲ့နိုင်ကျင်စောနဲ့ဆော့လာခေရမှာတယောက်စနှစ်ယောက်စနဲ့စဆော့ကစားခေရကနေအခုချိန်မှာဆိုရင်တော့တနိုင်ငံလုံးကိုပါလောင်ကစားရုံတွေနဲ့အပြည့်ဖြစ်သွားစီခဲ့ပါသည်။အဲဒါကြောင့်ပဲဒီနိုင်ငံကအခုဆိုရင်တော့မာဖီးယားတွေကြီးစိုးနေတဲ့နိုင်ငံတစ်နိုင်ငံဖြစ်နေခဲ့ပါပြီ။ပြည်သူပြည်သားတွေကလည်းလောင်ကစားလုပ်ငန်းကိုဆွဲမှတ်နေတာကြောင့်တိုင်းပြည်ကဒုက္ခတွေရောက်နေခဲ့ပြီဖြစ်ပါသည်။ဒီတော့အဆိုပါနိုင်ငံကဘယ်နိုင်ငံလဲအကျိုးရောက်စေမဲ့လောင်ကစားလုပ်ငန်းတွေကိုရောအာဏာပိုင်တွေကဘယ်လိုဖြေရှင်းနေကြလဲဆိုတာနောက်ပြီးကာစီနိုရုံပေါင်းများစွာကိုဘယ်သူကဦးစီးလှုပ်ဆောင်နေလဲဆိုတာတွေကိုအခုဗီဒီယိုလေးမှာတင်ပြပြောဆိုပေးသွားမှာဖြစ်ပါသည်။ကဲဒါဆိုရင်တော့ဗီဒီယိုကိုအတူတူကြည့်လိုက်ကြရအောင်ပါခင်ဗျာ။ဒီနိုင်ငံကတော့ကျွန်တော်တို့ရဲ့အိမ်နီးချင်းနိုင်ငံတစ်နိုင်ငံလည်းဖြစ်တယ်လို့ဖွံ့ဖြိုးတိုးတက်နေတဲ့နိုင်ငံတစ်နိုင်ငံလည်းဖြစ်တဲ့ကမ်ဘောဒီးယားဖြစ်ပါသည်။ရှီအောင်မွေနေများစွာနဲ့ကဘာလက်ခီးသွားတွေကိုဆွဲဆောင်လေးရှိတဲ့ဒီနိုင်ငံလေးမှာတော့အခုလက်ရှိချိန်မှာတရုတ်မာဖီးယားရဲ့နယ်ချက်ကြီးစိုးမှုကိုပြင်းထန်စွာခံရခဲ့တာဖြစ်ပါတယ်။ဒါ့အပြင်တရုတ်ပြည်ဘက်ကလာတဲ့တတိအများစုကလည်းဒီနိုင်ငံငယ်လေးမှာကြီးစိုးချဲလေလေးရှိကြပြီးတော့နယ်စပ်ဒေသတွေမှာဆိုရင်တော့အွန်လိုင်းကာစီနိုပေါင်းများစွာရှိတဲ့ပြင်စလော့ဂိမ်းဆိုပြီးတော့ဆော့ဝဲတွေကိုပါဖန်တီးထားခဲ့ကြတာပါ။ဒါရင်မကသေးပဲဒီတရုတ်မာဖီးယားဂိုင်းတွေကလူကုန်ကူးတွေလူရဲခနာကိုစိတ်ပိုင်းတွေကိုလည်းရောင်းချတယ်လို့မိန်းကလေးတွေကိုလည်းပြည်စာလုပ်ငန်းတွေမှာလုပ်တဲ့အထိစိုးဝါးနေခဲ့ပြီဖြစ်ပါတယ်။မိန်းကလေးတွေကိုလည်းထောင်လူမျိုးချုပ်ကင်ထားပြီးတော့စိတ်မထင်တယ်လို့မျိုးနှိပ်စက်တတ်ပါတယ်။ကမ္ဘောဒီးယားနိုင်ငံမှာလောင်ကစားလုပ်ငန်းတွေစတင်ခဲ့တဲ့သူကတော့တရုတ်နိုင်ငံနဲ့မလေးရှားစီးပွားရေးလုပ်ငန်းရှင်တဦးလည်းဖြစ်တဲ့ Chan Lik Kong ကဦးစီးပြီးတော့လုပ်ကင်ခဲ့ပါတယ်။သူကအာရှဒေသတော်တော်များများမှာသူ့ရဲ့ကာစီနိုစက်ရုံပေါင်းများစွာဖွင့်လှစ်ထားနိုင်ခဲ့ပြီးတော့နိုင်ငံတကာမှာကြော်ကြားတဲ့စီးပွားရေးလုပ်ငန်းရှင်ကြီးတဦးလည်းဖြစ်တယ်လို့ဟောင်ကောင်နိုင်ငံမှာလည်း Stock Exchange လုပ်ငန်းတွေလည်းရှိရလို့ဆိုထားပါတယ်။သူဟာကမ်ဘောဒီးယားနိုင်ငံကိုအရောက်မှာတော့ကမ္ဘာလက်ခီးသွားတွေနဲ့အာရှဒေသကလူတွေကိုပျော်ရွှင်မှုရတာတွေပေးမဲ့ online စလော့ဂိမ်းကြီးပြင်အမေရိကန်နိုင်ငံကလောင်ကစားမျိုးတော် Las Vegas ကိုအန်တူဖို့အတွက်သူကကမ်ဘောဒီးယားမှာလေကာစီနိုစက်ရုံပေါင်းများစွာတည်ထောင်မှုအတွက်အစိုးရနဲ့လက်ဝါးချင်းရိုက်ကငါ World Project ဆိုပြီးတော့ဖွဲ့စည်းခဲ့ပါတယ်။2014ခုနှစ်ကနေစတင်ခဲ့တဲ့အဆိုပါ project က2015ခုနှစ်အတွင်းမှာတော့ကမ်ဘောဒီးယားနိုင်ငံကိုလာရောက်လည်ပတ်တဲ့နိုင်ငံခြားခီးသွားတွေကိုဖျော်ဖြေဖို့အတွက်ကာစီနိုရုံပေါင်း85ခုလောက်ထိမြို့ထဲမှာတိုးချဲ့ဖွင့်လှစ်နိုင်ခဲ့ပါတယ်။အာဏာပိုင်တွေကလည်းတရုတ်စီးပွားရေးလုပ်ငန်းရှင်များနဲ့လက်ဝါးချင်းရိုက်ကအပြန်အလှန်သဘောတူညီချက်များစွာနဲ့ပြည်သူလူထုတွေဖြစ်ချင်အားဖြစ်ဆိုပြီးပိုက်ဆံရဖို့ပဲစဉ်းစားဆုံးဖြတ်ခဲ့ကြပါတယ်။တရုတ်လောင်ကစားကုမ္ပဏီတွေကကမ်ဘောဒီးယားနိုင်ငံမှာအခြေချခွင့်ကိုပထမ6လအတွင်းမှာဒေါ်လာ29သန်းနဲ့ကာစီနိုလုပ်ငန်းလုပ်ကိုင်မှုအတွက်အမေရိကန်ဒေါ်လာ2ဘီလီယံထိအစိုးရကိုပေးဆောင်လျက်ရှိပါတယ်။ကမ်ဘောဒီးယားနိုင်ငံကလည်းလောင်ကစားကိုလုပ်ကိုင်ခွင့်တားမြစ်ထားခြင်းမရှိတော့ဘဲနဲ့ဖုန်းနဲ့ဆော်လို့ရမယ့်ဘောလုံးစလော့ဂိမ်းတွေပြီးထိုင်းချီရဲ့အထီကိုပါလောင်ကစားသမားများအတွက်ပါမစ်ခွင့်ပြုပေးခဲ့လိုက်ပါတယ်။ဒါပေမဲ့ကာစီနိုတွေအတွက်ဆိုရင်တော့နိုင်ငံတော်နဲ့ပူးပေါင်းပြီးတော့လက်ဝါးချင်းရိုက်နိုင်မှသာအဆင်ပြေနိုင်မှာပဲဖြစ်ပါတယ်။လက်ရှိ2024ခုနှစ်စစ်တမ်းအရခမာပီကနေဇန်မှာရှိတဲ့ကာစီနိုရုံပေါင်း145ရုံထိရှိပြီးတော့ထက်ဝက်ခန့်ကဆီယာနော့ဖာလိတ်မှာတည်ရှိပါတယ်။ကဘာလဲခီးသောအများစုကအဲ့နေရာကမြို့တစ်ခုကိုရောက်နေရလို့တောင်ခန်းစားနေရပြီးတော့ဂိမ်းဆက်ပေါင်း450ကျော်ရှိတာဖြစ်တဲ့ပြီးအာရှတိုက်ရဲ့အကောင်းဆုံးအကြော်ကြားဆုံးလောင်ကစားဖြိုပြေးအတွေ့အကြုံတွေကိုပေးစွမ်းပါတယ်လို့စောက်ကစားသူတွေကဆိုထားကြပါတယ်။အဆိုပါနေရာဒီမှာတရားမဝင်ကြက်တိုက်ခန်းတွေဟိုင်းကန်းတွေနဲ့အပျော်မယ်များနဲ့စိတ်ကြိုက်ပျော်ပါလို့ရတဲ့အခန်းများစွာပါရှိပြီးတော့မူရည်စေဝါကိုလည်းတရားမဝင်တည်ဆောင်ကလူတွေအတွက်ဖြန့်ဖြူးပေးလျက်ရှိပါတယ်။အရှိတောင်အာရှနိုင်ငံများဖြစ်တဲ့မြန်မာ၊ဗီယက်နမ်၊လာအို၊ထိုင်းစတဲ့နိုင်ငံတွေအတွင်းမှာတော့ကာစီနိုစက်ရုံတွေမရှိအောင်ရဲတွေကနှိမ်နင်းခဲ့တာဖြစ်ပေမဲ့နေဆက်ဒေသတွေမှာတော့ကာစီနိုရုံတွေရှိလို့နေပါပြီ။နေဆက်ဒေသဖြစ်တဲ့ခိုခေါင်းနဲ့ရှီယန်နော့ဗယ်လီမှာတော့နိုင်ငံခြားပတ်စပို့ကိုင်ဆောင်ထားသူတိုင်းဝင်ရောက်လို့ရမယ့်ကာစီနိုဝိုင်းကြီးများစွာနဲ့စီကာနေတာဖြစ်ပါပြီ။အဆိုပါနေရာတွေကနေဖနန်းမင်မြို့ကိုလာရင်ကီလိုမီတာ200အကွာဝေးမှာတည်ရှိပြီးတော့လောင်ကစားစုံမဲ့သူများရဲ့အနေဗန်ဘုံတို့တင်စားလောက်အောင်ကြီးကျယ်လှပါပြီ။ပေါဖော်တရုတ်နိုင်ငံသားတွေကလည်းသူတို့စီးပွားရေးအတွက်ဆိုရင်အကွက်မြင်တာကြောင့်နိုင်ငံခြားကဘောစီများထံကိုပါစင်လုံးကားကြက်လီအနေနဲ့ဝန်ဆောင်မှုပေးတာဖြစ်တဲ့ပြင်အခြား facility တွေပါပေးတဲ့အထိအဆင့်မြင့်လာပါပြီ။ကမ်ဘောဒီးယားမှာရှိတဲ့ကာစီနိုလောင်ကစားရုံတွေကိုဝင်ရောက်ဖို့အတွက်နိုင်ငံခြားပတ်စပို့လိုအပ်ပြီးတော့မြို့ပြကကမ်ဘောဒီးယားနိုင်ငံသား2ဦးစလုံးတရားဝင်လောင်ကစားပြုလုပ်နိုင်စေမှာဖြစ်ပါသည်။ကျေးလက်နေပြည်သူများနဲ့နိုင်ငံခြား ID မထုတ်ပေးနိုင်သူများကတော့တရားဝင်ကာစီနိုလောင်ကစားရုံတွေကိုဝင်ခွင့်ရဖို့အတွက်ဒေသခံရဲတွေကိုလက်ထိုးပေးရပါသည်။ကာစီနိုလောင်ကစားရုံတွေဒါမှမဟုတ်အခြားတရားမဝင်ဂိမ်းကစားတဲ့နေရာတွေမှာထွက်ခွာသွားတဲ့လောင်ကစားသမားတွေကဖမ်းမိတဲ့အခါမှာတော့ဖမ်းဆီးခံရခြင်းကိုရှောင်ရှားဖို့အတွက်၎င်းတို့ရဲ့နေ့စဉ်နိုင်ရမှုရဲ့3ပုံ2ပုံထိရဲတပ်ဖွဲ့ထံမှအတင်းကျပ်ပေးဆောင်အားကြောင်းသတင်းတွေမှာဖော်ပြထားတဲ့အထိဖြစ်နေခဲ့ပါသည်။ဟုတ်ကဲ့ပါကမ်ဘောဒီးယားနိုင်ငံကတော့လက်ရှိချိန်မှာတော့အာရှဒေသတောင်ပိုင်းမှာကြီးကျယ်ခမ်းနားလာတဲ့ကာစီနိုရုံတွေကိုပိုင်ဆိုင်ထားပြီးတော့ကမ္ဘာလေခီးသွားတွေရဲ့စိတ်ဝင်စားမှုအများပြားကိုရရှိနေတာလည်းဖြစ်ပါသည်။တိုင်းပြည်တာဝန်ရှိသူတွေကလည်းလက်ပေးလက်ယူလုပ်ခဲ့တာကြောင့်ပြည်သူတွေကလည်းလောင်ကစားကိုဆွဲသူကဆွဲမွေးရစေဝါဆွဲသူကဆွဲနဲ့တိုင်းပြည်ကလူထုတွေရဲ့အတွေးခေါ်တွေကလည်းတပြေးပြေးနဲ့ရုပ်ရော်လာကြတာဖြစ်ပါသည်။လောင်ကစားဆိုတဲ့သဘောကနိုင်တုံးကနိုင်ပြီးတော့ရှုံးတဲ့အခါရှုံးမဲမဲပြီးတော့လိုက်ခဲ့လို့ကုန်းကောက်စရာမရှိတော့တဲ့အထိမွဲခံခဲ့ရတဲ့တတိတွေလည်းရှိကြတာဖြစ်ပြီးချွေးနေစာနဲ့ရှာပြီးတော့ရလာတဲ့ဝင်ငွေလေးတွေကိုကာစီနိုရုံမှာသွားဆော့တာကြောင့်စားစရာမရှိတော့တဲ့ခမာအောက်ခြေလူရန်စားတွေကလည်း
ကြက်ကျေးလျက်ရှိပါတော့တယ်။အဲဒါကြောင့်လောင်ကစားဆိုတာတင်ရှာနိုင်တဲ့အချိန်မှသာစောတင်တဲ့အရာတစ်ခုဖြစ်ပြီးတော့စောရဲ့အခါမှာလေအပျော်ကနေအပြတ်မဖြစ်ဖို့ထိန်းသိမ်းနိုင်ရမှာဖြစ်ပါတယ်။နောက်လာမယ့်အစီအစဉ်တွေမှာလေအခုလိုစိတ်ဝင်စားစရာကောင်းတဲ့အကြောင်းအရာတွေကိုထပ်မံတင်ဆက်ပေးသွားမှာဖြစ်တာကြောင့် channel လေးကို like and subscribe လုပ်ပေးသွားလို့ရပါတယ်ခင်ဗျာ။အဆုံးထိလိုက်ပါကြည့်ရှုပေးခဲ့ကြတဲ့အတွက်အားလုံးကိုကျေးဇူးထူးတင်ရှိပါတယ်။